မေသမီးစေအောင်သွားတော့မယ်မေနော်သမီးဆွေးနွေးပြန်ကတော့ဟုတ်ကဲ့မေဟုတ်ဆင်းလေးပါဝယ်ကြအောင်ဟုတ်ကဲ့မေဟုတ်ဒီမကြီးကျွန်တော်ပြောကြည့်တော့မဟုတ်ဘာပြောကိုလဲကမဟိုကျူချင်းကားတွေဆရာလေးဆရာမကြီးတောင်းနေပြီမှာကျွန်တော်ပေးရတော့မယ်မကြီးလည်းပြောတာကျူရှင်ကလည်းလာကပြည့်သွားပြီပြည့်ပြီအခုမိုးရတီမှာလည်းမမလည်းဇေယောင်းကလည်းပါတယ်အပြင်မှာလည်းအမေစေဖို့ရရဲ့အများကြီးချီကြတာနဲတော့ဟောလေးမတောင်းချင်းမဟုတ်ဒီမှာအိမ်မှာဆင်းမပြေတာသိတာပေါ့နောက်လာမှပေါင်ပေးလို့မရဘူးလားမရဘူးလေမရရင်မပေးရင်ကျူချင်းကထွက်မှာသမီးဟုတ်ကဲ့မေဇေယောင်းပြန်ခဲ့နင်းတော်လေးရှိအောင်ဝင်ကြအောင်နော်သမီးပါဝင်လို့ပြရမှာလေပတ်စံနဲ့နာချီခဲ့ဖို့ကွာမချီချင်ပါဘူးကျွန်မလှုပ်ပြန်အမေတို့မျိုးရတည့်ရတဲ့လူကိုတွေ့တူတယ်လို့မတတ်တယ်လို့နဲ့ဟဲ့အဲ့တော့ကျူရှင်ဘောလည်းပေးစရာစီတယ်ဆိုတော့ဆေးဘွားလို့လေဆိုတော့ပတ်စံဝင်ကြည့်မယ်ဆိုအနေမှာလိုက်လာလိုက်မယ်သားအေးပါမယ်တော်လေးရှိလားတော်လေးအော်ဒီရဲ့ကျန်တာဘသူတွေပဲသူတွေငါပြန်ပြီးလည်းမသိဘူးဟာဈေးတဲ့ဘာလာလောက်တာဒီလိုနောက်မှတမင်းချက်နေဟွာညီမလေးတော်လေးနဲ့စကားပြောကြစီလို့မမခလာလေးခေါ်ပေးမယ်ဆက်စမှထိုင်ဆောင်အိမ်မော်ကြီးကြားတိုက်တာဟဲ့စိုက်ကစီးရမလို့ညဆိုင်ကအသက်ကိုဒီမှာထိုင်ဆောင်နေတော့ခေါ်မယ်လာတော့မယ်လာကြပြီဘာလာလောက်ပြန်နေမသိဘူးချော့တွေ့ပဲရောမသိဘူးမရအိမ်မော်တက်ခဲ့တယ်သွားတွေ့မချီတော့နော်အိမ်မော်ကြီးတိုက်တာအဲ့ဒီပိုင်းချခဲ့ကောင်းလုံးကြီးဆက်နဲ့သူများအိမ်ကြီးတိုက်တာညက်ပတ်တော့ဘာမှမသိအမေမျိုးလာအရင်အယုံတော့တာဒီအိုက်စပြက်ညာပဲဘာမှမသိဝစားရစဒီတော်လေးဟုတ်လေ哎，谢，我来，没干了呢。没嘛耶？没木里浪的，我出来了。我就是喏，你莫傲笑什么？该把给宰掉。哇，တော်လေးကအမေကလေတက်တောင်းဝဲလာချီလိုက်ပါလားတဲ့ဟိုဟာနောက်2ရက်3ရက်တော့ကြာရင်လက်ပြန်ပုတ်ခိုင်းလိုက်တယ်你呀嘞哩，阿哥为了俺好呗，没叫来请，基本上都哎我要懒呢叫来请，你呀嘞，看你们搞哪边骗？ဟုတ်ပါဘူးတော်လေးရဲ့ဟွာလေအမေကတကယ်နေမကောင်းဖြစ်နေလို့တလားဒီချိန်ဒီကားလည်းမိုးရပြီဆိုတော့လေသမီးကလည်းဇေယောင်းဈေးဝယ်အဆင်မပြေလို့လေအော်ပစိန်တောင်းဝဲလာချီပေးပါဈေးဘူးလေးလည်းဝယ်စရာချီလို့တော့တကယ်လို့တော်လေးတောင်းဝဲမချီချင်ဘူးဆိုတော့လေ9000လောက်ဖြစ်ချီပေးလိုက်ပါလားဟိုပါလေမောင်လေးချီချင်လားကလေးပေးစားချီလို့ပေါ့သမီးဇေယောင်းလို့ရတာလေဒီပေါ့လက်ပြပေးမယ်နော်မနေနီးအဲ့လိုပြောနေရဘယ်နှခါမှပေးလို့လဲဟဲ့တန်ကြီးတော်ဒီတစ်ခါပဲချီပေးပါနော်ကျွန်တော်စီရနဲ့အမြန်ဆုံးပြန်လာဆက်ပါမယ်တော်ကြီးနော်မလေးဘယ်နှခါမှရှိနေတယ်ငါမှလေကြာတယောက်သားပဲရှိတာနော်ငါမှသမီး2ယောက်ရှိသေးတယ်အခုဒီကောင်မနေ့ကဘာမှမစားငါတို့ရှိတာမရှိတာတော့မေးတော့လားဟဲ့လာပတ်စံလေးချီပါအောင်လာလိုက်ပတ်စံလေးချီပါငါအစင်ပြေလားဆိုတော့မမေးဘူးဟမ်ဒီလိုမပြောလိုက်ချင်ဘူးငါအိမ်ကိုရောက်လာစက်တရုံမရှိဘူးအဲ့ဒီမှာငါအိမ်လာလဲဒီမှာငါရှားနေတာငါမိသားစုကနော်နေမျိုးကမဟုတ်ဘူးဘာလို့ပြောလို့ဒီပါလေဇာရဲ့ငါလည်းသိပါတယ်ဟဲ့ညီမျိုးလည်းပြောလိုက်နောက်ကမချီးနိုင်ဘူးလို့ပြောလိုက်တော့နော်ဘာလို့မိသားစုကလည်းအဆင်ပြေတာမဟုတ်ဘူးနော်ငါကသမီးရောက်ရှိသေးတယ်တော့ချီးနိုင်ငါတော့ပြန်လာလဲနော်ပြန်ပြီအိမ်မတော်လေးရဲ့မချီးဆိုလဲမချီးရပါပြီတော်လေးတို့လင့်များရံဖြစ်နေလားလာတော့မလားနော်ဒီမကြီးကားလို့ပြောင်းမယ်လားပြန်နောက်လည်းမလာခဲနဲ့ချီးမြငါမစွအိုင်နောက်ကန်ဟာနားရမယ်တခါမှကူညီပါဘူးမရှိချီးမြငါမစွဘလောက်ပေးလည်းမရငယ်ရမရှိရပွားဟောသူကမျက်နှာရွေတဲ့စင်ရတဲ့သူရွှေမျိုးမရှိပါဆွေမျိုးတော်လို့ရမခေါ်နဲ့လေဝေဆိုတဲ့ငဝိုင်းကြီးမရှိရင်ဘယ်သွေးကမှစကားတွေမပြောပါ